ကိုရောပြန်လာချိန်နီးပြီချီဆောင်ချိန်ဟာလွန်နီးလို့ပြန်လာခဲ့မယ်ကတိစကားကိုစင်ချင်းကားလေးတတိထားစို့မျောလင်းမထားတဲ့နေရာမှာကိုရောလာရောက်ခဲ့ရင်တတိမဲ့လို့နေမလားကိုရောပြန်လာချိန်နီးရင်ကြိုတင်ဖြစ်မဲ့အရာများသည်တမချမ်းရဲ့တတိပေးချက်နမိတ်များပြည့်စုံခဲ့ပြီအိုစစ်သေးရဲ့မိခွက်ကိုဝိညာဉ်စီနဲ့ပြေကအသင်ရှိလို့နေမလားဝေဟင်မှာတမန်တော်များစုယုံကတပူမောက်တဲ့အခါအိုလူသားအတန်တော်ကြားခဲ့ရင်ရတပြည့်အတွင်းမှာအိုဝိညာဉ်ခန္ဓာအဖြစ်ပြောင်းကအထိုင်ရကောင်းတယ်ခင်ဗျာနဲ့တူထောင်ရနေရမှာကိုရောပြန်လာချိန်နီးပြီချီဆောင်ချိန်ဟာအလုံးနီးလို့ဝိညာဉ်များရဲ့မျောလင်းချက်ထာဝရသက်ကိုရဖို့ကဲတင်ချင်ရဲ့တဲ့တင်ကောင်းကိုအမောင်မလူသားသိအောင်ဟောပြောကြပါစို့ကိုရောပြန်လာချိန်နီးရဲ့ကြိုတင်ဖြစ်မဲ့အရာများသည်တမချမ်းရဲ့တတိပေးချက်နမိတ်များပြည့်စုံခဲ့ပြီဟိုစစ်သေးရဲ့မိခွက်ကိုဝိညာဉ်စီနဲ့ပြေကသင်ရှိလို့နေလားဘေးမှာတမန်တော်များစုယုံကတပူမုတ်တဲ့ခါအိုလူသားအတန်တော်ကြားခဲ့ရင်ရတဲ့ပြတ်တွင်မှာဝိညာဉ်ခန္ဓာဖြစ်ပြောင်းလာတဲ့ရဲ့ကောင်းရင်ခေတ္တညာနဲ့ဒူထာရနေရမှာဝေဟင်မှာတမန်တော်များစုယုံကတပူမုတ်တဲ့ခါအိုလူသားအတန်တော်ကြားခဲ့ရင်လျက်လက်ပြတ်တွင်မှာဝိညာဉ်ခန္ဓာဖြစ်ပြောင်းကအထက်ရဲ့ကောင်းကင်